တချိန်ကမော်ဆန်နဲ့အယ်ဒိုရီယာတိုင်းပြည်မှာစွမ်းအားကြီးမားတဲ့မော်ကျောက်စာတစ်ခုကွဲကြည့်ခဲ့ရနေကဘာကြီးမောင်မိုက်မှုနဲ့ဖုံးလွှမ်းလာခဲ့တယ်။ဒီမောင်မိုက်ချိန်ကိုအဆုံးသတ်ဖို့အတွက်ဒရိဆန်နေနဲ့စကားပြောနိုင်တဲ့တာမန်ကောင်မလေးအယ်လာဟာကျောက်စာအပိုင်းစားတွေကိုစူးစီးဖို့အသက်အန္တရာယ်ရှိတဲ့ခရီးကိုထွက်ခဲ့ရတယ်။မောင်မိုက်တဲ့မော်ဆရာဟောင်းရဲ့အန်ဒီယရီကြားကနေအယ်လာတယောက်မော်စွမ်းအင်အစ်စ်တွေနဲ့ကဘာကြီးကိုကဲတင်ပြီးအလင်းရောင်ပြန်ယူပေးနိုင်မလားဆိုတာကြည့်ရှုလိုက်ပါလွန်ခဲ့သောနှစ်ပေါင်းများစွာကအယ်ဒိုရီယာလို့ခေါ်တဲ့မော်ဆန်နဲ့တိုင်းပြည်ကြီးတစ်ခုမှာကဘာကြီးရဲ့ဟန်ချက်ညီမျှမှုကိုထိန်းထားပေးတဲ့မော်ကျောက်စာ The Room of Eldoria လို့ခေါ်တဲ့မော်ကျောက်စာတစ်ခုရှိခဲ့တယ်။ဒီကျောက်စာဟာတဘာဝတရားရဲ့စွမ်းအင်တွေကိုစုစည်းထားပြီးအလင်းရောင်နဲ့တက်ရှိအားလုံးကိုအသက်ဝင်လှူရှားစေခဲ့တယ်။ဒါပေမဲ့စိုးမွန်းဆိုတဲ့မကောင်းဆိုးဝါမော်ဆရာဟောင်းတဦးကကျောက်စာရဲ့စွမ်းအင်ကိုသူ့လက်ထဲထည့်ဖို့စူးစမ်းခဲ့ရကနေကျောက်စာဟာအစိတ်စိတ်အမျိုးမျိုးကွဲထွက်ပြီးအပိုင်းစီတွေကဘာအနှံ့ပြန့်နှံ့သွားခဲ့တယ်။ဒီဖြစ်ရကြောင်းတိုင်းပြည်ကြီးဟာမောင်မိုက်မှုနဲ့ဖုံးမှန်းပြီးမော်စွမ်းအင်တွေကွဲပြောက်လူနေပါဖြစ်လာခဲ့တယ်။ရိုးသားဖြောင်းမှတ်တဲ့ရွာလေးတစ်ရွာမှာအီလာလို့ခေါ်တဲ့တာမန်ကောင်မလေးတဦးနေထိုင်ခဲ့တယ်။သူဟာတရိဆန်ဒီရဲ့ခန်းစားချက်တွေကိုနားလည်ပြီးသူတို့နဲ့စကားပြောနိုင်တဲ့လွတ်ရွှတ်စွာရည်ကိုပိုက်ဆိုင်ထားတယ်။ဒီနေ့မှာအီလာဟာတောအုပ်ထဲမှာလောင်စာရှာရင်းရှေးအောင်ကြောက်တုံးတစ်ခုကိုတွေ့ရှိခဲ့တယ်။အဲဒီကြောက်တုံးကအပြာရောင်အလင်းတန်းလေးတွေထွက်နေတာကိုတွေ့လိုက်တဲ့အခါအီလာကအမတ်မထင်ထိမိလိုက်တဲ့အခါသူ့လက်ထဲကနေအလင်းတန်းလေးတွေပန်းထွက်လာတယ်။အဲ့ဒါဟာမော်ကျောက်စာရဲ့ပထမဆုံးအပိုင်းစားဖြစ်ကြောင်သူမှမသိခဲ့ပါဘူး။ဒီအချိန်မှာပဲဖီနက်ဆိုရဲ့ထုံထိုင်းဂေါ်လီပူလေးတူဦးဟာအလားစီကိုရောက်ရှိလာပြီးကြောက်တုံးရဲ့လွတ်ဝက်ချက်ကိုပြောပြတယ်။ဖီနက်ကအလားကိုဒီစွမ်းအင်ဟာအယ်ဒိုရီယာရဲ့ကန်ဂျမန်ကဆက်ဆက်နေပြီးကျောက်စာရဲ့အပိုင်းစိတ်တွေကိုပြန်လည်စုစည်းဖို့တောင်းဆိုခဲ့တယ်။ကဘာကြီးကိုမှောင်မိုက်မှုကနေကယ်တင်ဖို့ဆိုရင်ကြန့်ရှိနေသေးတဲ့အပိုင်းစိတ်တွေကိုရှာဖွေပြီးမော်ကျောက်စာကိုပြန်လည်ပေါင်းစည်းရမယ်လို့ဖီနက်စ်ကဆိုတယ်။အလတ်ဟာလမ်းဖြတ်သွားပေမဲ့သူ့ရွာသားတွေနဲ့တဘာဝပတ်ဝန်းကျင်ပျက်စီးလာတာကိုတွေ့ရတဲ့အခါဒီတာဝန်ကိုထမ်းဆောင်ဖို့ဆုံးဖြတ်လိုက်တယ်။သူတို့နှစ်ဦးသာမော်ဆန်နဲ့ခရီးရှည်ကြီးကိုစတင်ခဲ့ကြတယ်။သူတို့ခရီးလမ်းတစ်လျှောက်မှာမော်ဆန်နဲ့တောအုပ်ကြီးတွေရွတ်ဝတ်ဆန်းကျဲတဲ့ဂူတွေရှီဟောင်းဘရားကျောင်းပြက်ပြည်စီကိုဖျက်တမ်းသွားရတယ်။လမ်းမှာမာရာဆိုတဲ့တစ်ပင်နတ်သမီးနဲ့တွေ့ဆုံပြီးအကူအညီရယူခဲ့တယ်။မာရာဟာတစ်ပင်တွေနဲ့တရိษံတွေကိုအသက်ပေးနိုင်တဲ့မော်စွမ်းအားရှိသူပါ။စိုးမွန်ဟာလည်းကျောက်စာရဲ့အပိုင်းစိတ်တွေကိုလိုက်လံရှာဖွေနေပြီးသူ့ရဲ့မော်စွမ်းအင်နဲ့အလတို့ကိုအကြိမ်ကြိမ်အနော့အရှက်ပေးခဲ့တယ်။အလဟာသူ့ရဲ့တရိษံတွေနဲ့စကားပြောနိုင်တဲ့စွမ်းရည်ကိုအသုံးပြုပြီးတားရဲ့တရိษံတွေရဲ့အကူအညီကိုရယူကာအတားအဆီးတွေကိုကြော်ဖြတ်ခဲ့ရတယ်။သူတို့ဟာကျောက်စာအပိုင်းစိတ်တစ်ခုစီကိုရှာဖွေတွေ့ရှိတိုင်းအလရဲ့မော်စွမ်းအားတွေတိုးတက်လာပြီးစိတ်ကူးမြင်စာအစွမ်းစာတွေကိုပိုင်ဆိုင်လာခဲ့တယ်။နောက်ဆုံးအပိုင်းစိတ်ကိုရှာဖွေတွေ့ရှိပြီးတဲ့နောက်အလနဲ့ဖီနက်စ်တို့ဟာအယ်ဒိုရီယာရဲ့ဘရက်ချက်ဖြစ်တဲ့ကျယ်ရာဘရားကျောင်းကိုရောက်ရှိခဲ့ကြတယ်။အဲ့ဒီနေရာမှာစိုးမွန်ဟာသူတို့ကိုစောင့်ကြိုနေခဲ့ပြီးနောက်ဆုံးတိုက်ပွဲကိုဆင်နွှဲခဲ့ကြတယ်။စိုးမွန်ကမောင်မိုက်တဲ့မော်ပညာတွေကိုအသုံးပြုပြီးအလတို့ကိုဖိအားပေးခဲ့ပေမဲ့အလဟာသူ့ရဲ့တတိကိုချင်းတရားနဲ့မော်စွမ်းအားအသစ်တွေကိုပေါင်းဆက်ပြီးရင်ဆိုင်ခဲ့တယ်။နောက်ဆုံးမှာတော့အလဟာမော်ကျောက်စာရဲ့အပိုင်းစိတ်အားလုံးကိုပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီးတိုင်းပြည်ကြီးကိုမှောင်မိုက်မှုကနေကယ်တင်နိုင်ခဲ့တယ်။ကျောက်စာရဲ့အလင်းတောင်ဟာအယ်ဒိုရီယာသခွင်ပြန့်နှံ့သွားပြီးအသက်ဝင်လှုပ်ရှားမှုတွေပန်းမောင်းစုံတွေပြန်လည်ပွင့်လန်းလာခဲ့တယ်။မော်စွမ်းအင်တွေပြန်လည်ရှင်သန်လာပြီး
အလဟာလည်းတိုင်းပြည်ရဲ့သူရဲကောင်းတူဖြစ်လာခဲ့တယ်